လင်းရဟာသူမရဲ့မျက်ရည်တွေကိုတုပ်ပြီးတဲ့နောက်ပို့ပြီးတော့ငိုကြွေးရင်းအတမမာနဲ့ပြောလိုက်တယ်ဇီရန်ကတကယ်ကြောက်ဖို့ကောင်းတာငါသူနဲ့ဘယ်တော့မှထပ်ပြီးမပတ်သက်တော့ဘူးနင်းလဲသူ့အဝေးမှာပဲနေတာပိုကောင်းလိမ့်မယ်ငါတို့သူ့ကိုတော့မရှုပ်ရဲဘူးသူမရဲ့ရှိုက်ငိုတန်တွေထဲမှာခါတီးတဲ့ညီးတွားတန်တွေရောနှောနေပေမဲ့တကယ်ဘာဖြစ်ခဲ့လဲဆိုတာကိုတော့သူမဘယ်တော့မှထုတ်မပြောခဲ့ပါဘူးရှန်ဝင်ကလည်းဒါကိုဆက်မမေးဖို့လုံလောက်အောင်လိမ္မာပါနှက်ပါတယ်လင်းရငိုလို့ဝါသွားပြီးဆီယာမလည်းရောက်မလာသေးတာကိုမြင်တော့သူမကစကားဝိုင်းကိုရှန်ဝန်ဘက်လွှဲလိုက်ပါတယ်ဒါနဲ့မနေ့ကနင်းနဲ့တူကြတယ်ဘာဖြစ်ခဲ့လဲသူနင့်ကိုအိတ်ခမ်းထဲမှာပိတ်ထားတာနင့်ကိုဘာလုပ်လိုက်သေးလဲဘာမှမဖြစ်ပါဘူးတကယ်လားနင်တို့နှစ်ယောက်မလုပ်တဲ့နာတွေလုပ်လိုက်တာမျိုးတော့မဟုတ်ပါဘူးနော်မလုပ်တဲ့နာတွေဆိုတာဘာကိုပြောတာလဲရှင်းကွန်းရဲ့ကြည်လင်ပြီးအပြစ်ကင်းတဲ့မျက်လုံးတွေကိုကြည်ရင်လင်းရဟာအဲ့ဒီလိုညဉ့်ညမ်းတဲ့စကားလုံးတွေကိုထုတ်မပြောရက်ခဲ့ပါဘူးဒါပေမဲ့ဇီရန်မှာရေးစားရှိတယ်လေသူမကဘေးနာကတမွေးဝမ်းကြောင်းကလူမိုက်မတယောက်ပဲပြီးတော့အမှန်တိုင်းပြောရရင်ဇီရန်လိုကောင်းမျိုးကရီမန်းချက်မရှိတဲ့ကစားသမားတယောက်ပဲဘာလို့လူအများကြီးကသူ့ကိုကြိုက်နေကြလဲဆိုတာငါတကယ်နားမလည်ဘူးအဲ့ဒါတွေကငါနဲ့ဘာဆိုင်လို့လဲငါကနင့်အကျိုးအတွက်ပြောနေတာပါသူနင့်ကိုလှည့်စားသွားမှဆိုလို့နင်နာကျင်ရတာမျိုးဒါမှမဟုတ်ပြဿနာတွေနဲ့ဆွဲသွင်းခံရတာမျိုးမဖြစ်ချင်ရင်သူ့ကိုဆက်မပတ်သက်ပါနဲ့တော့ဇီရန်ကကြောင်းတောင်ပုံမှန်မလာဘူးလေငါကသူ့ကိုဘလို့သွားပတ်သက်ရမှာလဲလင်းရတယောက်စွန့်သွားရပါတယ်ရှင်းကွန်းကသူမကိုဂယုမဆိုင်ပဲစာအုပ်ကိုဖွင့်ကဖတ်ဖို့ခေါင်းငုံလိုက်ပါတယ်ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးတိုးငယ်လေးလိုနူးညံ့ပြီးကြောက်တတ်တဲ့ရှန်ဝန်ဟာမနေ့ကစားလို့တမျိုးလေးဖြစ်နေတယ်လို့ပါပဲပြီးတော့မနေ့ကသူမထွက်သွားပြီးတဲ့နောက်ဇီရန်နဲ့သူမကြားတဲ့ဘာတွေတကယ်ဖြစ်ခဲ့တာလဲဘာမှမဖြစ်ခဲ့ဘူးဆိုရင်ဘာလို့ထုတ်မပြောရတာလဲလင်းရရဲ့အကြည့်တွေကဖြည်းဖြည်းချင်းမှောက်သွားပြီးစိတ်ထဲမှာအတွေးပေါင်းစုံဝင်ရောက်လာပါတယ်အဲ့ဒီအချိန်မှာပဲတင်းချာဆရာဝင်လာတာမို့သူမလည်းစိတ်ကိုအမြန်ဆူဆီးပြီးစာတင်တာကိုပဲအာယုံစိုက်လိုက်ပါတော့တယ်တင်းချာဆရာရဲ့မျိုးရိုးအမိကဝန်ဖြစ်ပါတယ်သူကစာတင်ခန်းထဲကိုလက်ပလာနဲ့ဝင်လာပြီးကြောက်တင်ပုံးပေါ်မှာကုန်းပုံစံခေါင်းနဲ့စဝိုင်းလုံးပုံစံ spear ကိုတိတ်တဆိတ်ဆွဲလိုက်ပြီးမှနောက်ဆုံးမှာစကားဆပြောပါတော့တယ်ဒီနေ့အတန်းမှာငါတို့သုံးဖက်မြင်ကြည်ရမေပြီး 3 dimensional Geometry အကြောင်းတင်ကြမယ်စာတင်ခန်းထဲမှာတိတ်ဆိတ်နေပေမဲ့စင်ကြံလမ်းဘက်ကနေရေမောတန်တွေနဲ့စကားပြောတန်တွေထွက်ပေါ်လာပြီးခြေတန်တွေကလည်းပိုနီးကပ်လာတာကိုကြားနေရပါတယ်ဆရာဝန်ကမျက်မှောင်ကုပ်ပြီးတကားနားမှာထိုင်နေတဲ့ကြောင်ကီကိုတကားပိတ်ဖို့လှမ်းပြောလိုက်ပါတယ်ကြောင်ကီမတက်ရက်လိုက်ရုံရှိသေးတကားဝမှာအရက်ရှိရှိလူရည်သုံးခုပေါ်လာပါတယ်ကျောင်းသားရောက်ပါပြီခင်ဗျာချန်ရှင်းကျိုးနဲ့ရွှေစီမင်းတို့ကသူ့နောက်ကနေလိုက်ဝင်လာကြပါတယ်သူတို့နှစ်ယောက်လုံးကဇီယန်လိုပဲမျက်လုံးတွေတောင်မပွင့်နိုင်လောက်အောင်အရန်ပင်ပန်းနေပုံရပြီးခွင့်ပြုပါခင်ဗျာလို့အားနေတဲ့အတန်နဲ့အော်ပြောလိုက်ကြပါတယ်သူတို့ကြည့်ရတာတစုံတစ်ခုကအသက်ဝိညာဉ်ကိုဆုပ်ယူသွားတယ်လို့မျိုးလုံးဝအားအင်ကုန်ခန်းနေပုံမှာပဲနောက်တစ်ခါငါအတန်းလာရင်အခန်းထဲကိုငါမိနစ်စောရောက်ပါစေထပ်ပြီးနောက်မကျစေနဲ့ဟုတ်ကဲ့ပါအေးโอเคကိုနေရာကိုအမြန်ပြန်ထိုင်ကြသူများအတန်းကိုအချိန်မဖြုံးနဲ့ဇီရန်ကခေါင်းတစ်ချက်ညှိပြီးသူ့ခုံစီပြန်လျှောက်သွားကစာအုပ်တောင်ထုံးမကြည့်ပဲစပွဲပေါ်မှောက်ချလိုက်ပြီးခေါင်းမြုပ်ကအိပ်ပျော်သွားပါတော့တယ်ရွှေစီမင်းနဲ့ချန်ရှင်းကျိုးတို့လည်းအတူတူပါပဲစပွဲခုံတွေကိုမြင်လိုက်ရတဲ့အချိန်ကသူတို့အတွက်ကတင်ကိုမြင်လိုက်ရတယ်လို့ပါပဲဆရာဝန်ကအဲ့ဒီမောက်နေတဲ့ခေါင်းတွေကိုကြည့်ရင်ဇီရန်ပေါ်မှာအကြည့်ခဏတာရက်တန့်သွားပြီးစိတ်ထဲမှာတော်တော်လေးဝေခွဲမရဖြစ်နေမိပါတယ်အလဲတန်းတုံကဇီရန်ဟာအမျိုးသားအဆင့်တင်ချပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပြီးအထူးဆုရရှိခဲ့တဲ့အပြင်အထက်တန်းဝင်ခွင့်စာမှုပွဲမှာလည်းပထမချိတ်ခဲ့သူပါဇီရန်ကအမှတ်အထက်တန်းကျောင်းကိုလာမယ်လို့ကြားကြတဲ့ကသူကဒီကောင်လေးကိုတေချာလေ့ကျင့်ပေးဖို့ရည်ရွယ်ထားပြီးအထူးဂရုစိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပထမနှစ်ကျောင်းဆက်တက်ကလေးကဇီရန်ကအတန်းထဲမှာအိမ်မဟုတ်ရင်ကျောင်းပြေးတာပဲလုပ်ခဲ့ပါတယ်သူကနေတိုင်းအခေါ်ခံရတဲ့ကျောင်းကလူမိုက်ဖြစ်လာပြီးသူ့ရဲ့အဆင့်တွေလည်းထိုးကျသွားခဲ့ပါတယ်တကယ်လို့သူကဘာမှမသိတာဆိုရင်တမျိုးပေါ့ဒါပေမဲ့တင်ချစာမှုပွဲတိုင်းမှာသူကနောက်ဆုံးပု္ပ္ပာကြီးကိုပဲတွက်လေးရှိပြီးအမြဲတမ်းလဲမှန်အောင်တွက်နိုင်ခဲ့ပါတယ်တကယ်လို့သူသားအဲ့ဒီလိုခက်ခဲတဲ့ပု္ပ္ပာတွေကိုတွက်နိုင်ပြီးစာမှုပွဲကိုတကယ်အလေးနဲ့ဖြည့်ဆို့မယ်ဆိုရင်သူ့ရဲ့တင်ချအဆင့်ကဘလို့မှမညံ့နိုင်ပါဘူးဒီဘက်ခေတ်ကလေးတွေကပုံကန်တက်တဲ့အရွယ်ကိုဖြတ်တန်းရတမှန်သူသိတာမို့ဇီယန်လည်းဒီအရွယ်ကိုအမြန်ကျော်ဖြတ်ပြီးလမ်းမှန်ပေါ်ပြန်ရောက်လာပါစေလို့ပဲဆုတောင်းနေမိပါတယ်ဇီယန်ရောက်လာတာဟာဒဲအိုးပူတဲကိုရေးဆက်ချလိုက်တယ်လို့မျိုးအတန်းခုနှစ်တစ်ခုလုံးကိုစူပွက်သွားစေခဲ့ပါတယ်တင်ချအတန်းပြီးတဲ့နောက်အခန်းထဲမှာအုပ်စုလေးတွေဖွဲ့ပြီးသူ့အကြောင်းကိုစိတ်လှုပ်ရှားစွာနဲ့တူပြောဆိုနေကြပါတော့တယ်